အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ NSPDR ကနေကြိုဆိုပါရစေတကယ်လို့ဒီဗီဒီယိုကိုကြည့်တဲ့ဘရိုကလော်ကဲ98-99ခုနှစ်တွေမှာ PUBG Mobile Game ကိုချရတဲ့ငငယ်ရေးတွေနဲ့ဖြစ်စေဒါမှမဟုတ်တယောက်တည်းဆိုလို့ဖြစ်စေဆွစ်ဇာလန်ဆော့ကစားခဲ့ပူတဲ့လူတစ်ယောက်ဆိုရင် PUBG ခေတ်ဘန်လောင်းကဂိမ်းကစားသူတွေကြောင့်မှာစနိုက်ပါတက်လက်ကိုအလူရက်လူကန်ရတာမျိုးဒီတက်ပို့ဆိုတာကအဲ့တနက်မှာပေးလို့ကိုတီးမိတ်ချင်းGranny နဲ့ထူတက်တာနော်နေရင်မကကြတာဒီလိုမျိုးຢာတွေဖြစ်ခဲ့တဲ့ကားတစ်ခုကိုမှတ်မိမယ်ထင်ပါတယ်အဲ့ဒီခိုက်တာတွေရဲ့တနက်ကတော့ Bo and ရဲ့ထူးခြားတဲ့အတန်းနဲ့ 98K ပဲဖြစ်ပါတယ် PUBG နဲ့ Free Fire လိုမျိုး game တွေထဲမှာတစ်ချိန်ကလူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ဒီလက်နဲ့ဟာတကယ်အစိမ့်ရင်မှာရဘယ်လောက်ထိစွမ်းဆောင်ရည်ရှိခဲ့တာလဲဂျာမန်စစ်တပ်ရဲ့ကြောလို့တင်စားရမယ့်ဒီ legendary လက်နဲ့ရဲ့တမိုင်းကြောင်းကိုဒီနေ့ဒီဗီဒီယိုမှာသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်တကယ်တော့ကဘာကျော်98K ကိုမော်ဆာကုမ္ပဏီကနေ1935ခုနှစ်မှာဂျာမန်စစ်တပ်ရဲ့စံပြလက်နက်ပြစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့နာမည်မှာပါဝင်တဲ့ K ဆိုတဲ့စကားလုံးကဂျာမန်စကားရ cost သို့မဟုတ်အတူစားလုံးအတိတ်ပဲရပြီးအရင်ခေတ်ကရှီလဲလာတဲ့ rifle တွေတဲ့ပေါ်ပေါ်သွင်းအောင်ပြပြမထားတာပါ။ဒီလက်နက်ရဲ့အသက်ကတော့ bow action စနစ်ဖြစ်ပါတယ်။ဒီတစ်ချက်ပြပြီးတဲ့လက်နဲ့မောင်းကိုကိုတိုင်ဆွဲတင်ရတဲ့စနစ်ကြည့်ပြီးတစ်ခါကြည့်ပြီးရင် 7.90mm ကြီး9တောင်တိထည့်သွင်းသွင်းနိုင်ပါတယ်။အလွန်ခိုက်ခတ်ပြီးရိုးရှင်းတဲ့ဆက်မှုလက်ရကြောင့်မိုးရွာနေပူပူနောက်ဆုံးရှော့ဝဲထဲမှာဖြစ်ဖြစ်ဘလိုရသူတို့မှမစွန်လုံးဝခြုံရင်းချင်းမရှိအလုပ်လုပ်နိုင်တဲ့အနက်ကောင်တစ်ခုဖြစ်ခဲ့ပါတယ်ဒုတိယကမ္ဘာစစ်တွင်းမှာဂျာမနီနိုင်ငံဟာ98K ကိုအလဲရီပေါင်း14သန်းကျော်တိအများများထုတ်လုပ်ခဲ့ပြီးချီလီရင်တပ်သားတိုင်းရဲ့လက်ထဲမှာရှိနေခဲ့ပါတယ်98K ရဲ့အကောင်းဆုံးအချက်ကတော့သူ့ရဲ့ထူးခြားလာတဲ့ဒီချက်မှုဖြစ်ပါတယ်မီတာ900အတွင်းမှာရှိတဲ့ပြင်းမှန်ကိုလုံးဝလက်ချုံမရှိပြန်ဒီမှန်နိုင်စွမ်းရှိပါတယ်ဒီပညာပိုင်းအောင်ပြောရရင် 98K ရဲ့အကြီးထွန်းလို့ရှိရင်တစ်စက္ကန့်ကို2500ပေဝန်းကျင်ထိရှိပြီးသူတို့တဲ့ 7.92mm မော်ဆာကြီးစံအဝေးကရာသူရဲ့အကွေးတန်ချက်ကပြောတွေနဲ့ထူထဲတဲ့စောက်ဦးနေရာတွေကိုပါချက်ချင်းပေါအောင်ဖော်ထုတ်နေစွမ်းရှိပါတယ်။ဒါအပြင်ကြီးစုစနစ်အပိုင်းမှာလည်းစစ်တပ်ရဲ့စာသားချက်တွေအရကိုက်တရာတွင်မှပြည့်ခိုင်ရင်ကြီးစံ9ချက်လုံးဟာ1.5လက်မကလည်းလက်မပါလင်တွင်မှတင်စုပြပြီးထိမှန်ရဲ့ဒီညီသက်လွန်လာပါတယ်။ဒါခိမြိုင်လက်နက်တွေထဲမှာတိကျမှုအမြင့်မော်ဆိုးဖြစ်တာကြောင့်ဂျာမန်စစ်တပ်98K ပေါ်မှာချက်အားလေးစားရှိတဲ့မှန်ပြောတွေတက်ဆင်ပြီးအထူးစနိုက်ပါတပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။တမန်တလျှောက်ကြောက်ရွံ့ဆိုလို့တမန်ခံတဲ့ဂျာမန်စနိုက်ပါသမားတွေဟာဒီ 98K ကိုသုံးပြီးရာသူနောက်ကျောစီကနေအသာတက်ချေချောက်မှုတွေဖန်တီးခဲ့ကြပါတယ်။တမန်ဝင်မှတ်တမ်းတွေရဒုတိယကမ္ဘာစစ်တွင်ဂျာမန်စစ်တပ်ရဲ့အတော်ဆုံးစနိုက်ပါသမားပဲတမန်ခံရတဲ့မာတီယက်ဟက်ဆင်နိုဝါဆိုရင်ဒီ98K လက်နက်ကိုပဲသုံးပြီးရာသူတပ်ဖွဲ့ဝင်ပေါင်း345ရောက်အထိတိတိကျကျဟန်တားနိုင်ခဲ့တဲ့စာချုပ်တင်မှတန်းရှိခဲ့ပါတယ်။တမန်တလျှောက် 98K ဆွမ်းပြောက်ဆုံးပြီးခဲ့တဲ့တိုက်ပွဲတွေကိုပြောရရင် Stalingrad တိုက်ပွဲဒုတိယကမ္ဘာစစ်ရဲ့အလှည့်ပြောင်းဖြစ်တဲ့ရုရှားမြေပြင်ကမိပြတိုက်ပွဲတွေမှာ 98K ကအဆောက်အဦပြည့်တွေကြောင့်မိုးအောင်ပြီးရန်သူရာရှိတွေကိုအဝေးကနေဇက်သိမ်းပေးခဲ့တဲ့ဂျာမန်စနိုက်ပါသမားတွေရဲ့အားကိုးရဆုံးလက်နဲ့ဖြစ်ခဲ့ပါတယ်။နော်မန်ဒီကမ်းခြေတိုက်ပွဲမာမိတပ်တွေပြည်သူ့ကားခြေကိုတက်လာတဲ့အချိန်မှာကာကွယ်ရေးဘန်ကာတွေထက်ကတွေမာမိစစ်သူတွေကိုမိတရချီအကွာကနေတိတိကျကျဓာတ်စီပိတ်ဆို့ရမှာ 98K ဟာထိရောက်လွန်ခဲ့ပါတယ်။ဘာလင်တိုက်ပွဲဂျာမနီရဲ့နောက်ဆုံးချိန်မြို့တော်ကခွေးတိုက်ပွဲတွေဒီရှီနန်ကစစ်သားအုပ်ကြီးတွေရောနောက်ဆုံးကခွေးတပ်ဖွဲ့တွေအထိ 98K ကိုကင်ဆယ်ပြီးရန်သူတပ်တွေကိုအသက်အံခုခံခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဘလောက်ပဲတိကျမှုရှိတဲ့လက်နဲ့ဖြစ်ပါစေခေတ်ရစီကြောင့်ရအားနည်းချက်တစ်ခုရှိလာခဲ့ပါတယ်။အဲ့ဒါကတော့သူ့ရဲ့ပြစ်ခတ်မှုအရှိနှုန်းRate of fire ပဲဖြစ်ပါတယ်။အချက်ပြပြီးတဲ့လဲနဲ့မောင်းပြန်ဆွဲနေရတဲ့အတွက်ရန်သူဖြစ်တဲ့ American တပ်ဖွဲ့တွေရဲ့ Terrasat Auto ပြခန့်တဲ့ Semi Automatic လက်နက်တွေနဲ့ရှင်တဲ့အခါမှာတော့အရှိန်နှုန်းအဆမတန်ကွာဟသွားခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့အခါမှာတော့ကမ္ဘာစစ်မြေကနေတပြပြပြောက်ခွဲသွားခဲ့ပေမဲ့ယနေ့ခေတ်ထိစုဆောင်းသူတွေကြားမှာတန်ဖိုးအကြီးဆုံးတမောင်းဝင်တဲ့တစ်ခုအဖြစ်ရည်တည်နေဆဲဖြစ်ပါတယ်။ကဲဘရိုရောဂိမ်းတွေထဲမှာ 98K နဲ့အခြားစနိုက်ပါလက်နက်တွေထဲကအဘဲကောင်းကိုပို့ပြီးသဘောကျကြလဲဗျာ။ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးနော်။အခုလိုစစ်သမိုင်းဝင်လက်နက်တွေအကြောင်းကိုစစ်သမိုင်းပြကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့မြန်မာ NSPDR Channel ကို Subscribe လုပ်ပေးကြဖို့တောင်းဆိုပါရစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဘေကင်းလို့ခြုံကြပါစေဗျာ